ဒီပင်ကတော့ချမောင်ကြီးခေါ်ချမောင်ခါပင်ဖြစ်ပါတယ်ချမောင်ခါပင်ကမြေတံပဲဆိုလို့ရှိရင်တော့9ပေ6ပေလောက်အထိအမြင့်ရှိတတ်ပြီးတော့ရှော်တစ်မျိုးကိုထုတ်လို့ရပါတယ်ချမောင်ရှော်အနေနဲ့အသုံးပြုကြတာလည်းရှိပါတယ်ပြည်စားငါးပါးလုံးရဲ့ရတာကချင်းနဲ့ရတာရှိပြီးတော့အေးတဲ့တက်တည်ရှိပါတယ်ကြည်ကျက်တဲ့အခါမှာဖန်တဲ့သဘောရှိပါတယ်သူ့ရဲ့အစိကလည်းဖန်ချင်ရတာရှိပြီးတော့ဝမ်းမီကိုတောက်စေတတ်ပါတယ်စိကတော့ကြည်ကျက်လွယ်စေပြီးတော့ဝမ်းမီတောက်စေတဲ့သဘောရှိပါတယ်စားလောင်မွတ်သိချင်းကိုဖြစ်စေတတ်ပါတယ်ဖွံ့ဖြိုးစေတတ်ပါတယ်ကာမကိုတိုးစေတတ်ပြီးတော့တလိမ့်နဲ့လေကိုလည်းနိုင်စေတတ်ပါတယ်နားနားကြိုက်ကိုတက်တာပြောင်းကင်းစေတတ်ပါတယ်သူ့ရဲ့ရွက်ကဝမ်းတက်စေပြီးတော့သွေးဝမ်းယောဂမြင့်တဲ့ယောဂတွေနဲ့သွေးဆူပွားတဲ့ယောဂတွေကိုတက်တာပြောင်းကင်းစေတတ်ပါတယ်သွေးပေါက်ပြန်ခြင်းနဲ့လေချောင်းနာခြင်းတွေမှာသုံးမယ်ဆိုလို့ရှိရင်လည်းတက်တာပြောင်းကင်းစေပြီးတော့သူ့ရဲ့အစိကိုလိမ့်စေအဖြစ်အသုံးပြုမယ်ဆိုလို့ရှိရင်တော့ကြိုက်ခဲနာကျင်တာတွေကိုတက်တာပြောင်းကင်းစေတတ်ပါတယ်သူ့ရဲ့အစိကိုပဲအစစ်လွှဲခြင်းနဲ့ထိခိုက်ဒဏ်ရာရခြင်းတွေမှာအတွင်းစည်းအပြင်စည်းအနေနဲ့အသုံးပြုလို့ရနိုင်ပါတယ်တိကျဒေါသဖောက်ပြန်ခြင်းတွေအတွက်ဆိုလို့ရှိရင်တော့တိကျအချင်းပြန်ခြင်းတွေစတာတွေအတွက်ဆိုလို့ရှိရင်ဒီချမောင်ကြီးအပွင့်12ပဲသားကိုတတ်ထုရီကိုယူပြီးတော့တကြားကဲငရုတ်ကောင်းနဲ့ငယ်ထည့်ပြီးတော့တောက်ပေးမယ်ဆိုလို့ရှိရင်တော့တိကျနဲ့ပတ်သက်တဲ့ယောဂကိုတက်တာပြောင်းကင်းစေတတ်ပါတယ်ချမောင်ခါပင်ရဲ့အရွက်ကိုကြိတ်ပြီးတော့ရှာလပတ်ရီလှုပ်ပြီးတောက်ပေးမယ်ဆိုလို့ရှိရင်တော့နှာဆေးခြင်းနဲ့ချောင်းဆိုးခြင်းတွေကိုတက်တာပြောင်းကင်းစေတတ်ပါတယ်